ဆိုလာရှိသူတိုင်းအသုံးများတဲ့30 PWM ကွန်ထရိုလာလေးကို setting ချိန်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီကွန်ထရိုလာလေးဆိုရင်တော့ကျွန်တော်တို့12 volt battery 24 volt battery နဲ့ချိတ်ဆက်ပြီးအသုံးပြုနေတာဖြစ်ပါတယ်12 volt battery အတွက်ဆိုရင်390 watt ရပြီးတော့24 volt battery အတွက်ဆိုရင်တော့980 watt တက်ဆင်အသုံးပြုနေတာဖြစ်ပါတယ်ဗျာဒီပုံစံလေးကတော့ဈေးသက်သာပြီးတော့300လည်းလွယ်ကူရိုးရှင်းပါတယ်ဗျာကျွန်တော် setting တွေကိုတစ်ချက်ချင်းတွားကြည့်နေဆိုရင်တော့ဒီဘက်ဘေးဆုံးက clock လေးကိုနှိပ်ပြီးတွားပေးရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တစ်ချက်ချင်းနှိပ်သွားတာဖြစ်ပါတယ်ဗျာဒါတော့သူ့ရဲ့ setting တွေပါ setting ချိန်မယ်ဆိုရင်တော့ PWM ကွန်ထရိုလာအားလုံးဒီပါအတူတူပဲဖြစ်ပါတယ်ဗျာကျွန်တော် B1 ဆိုတဲ့နေရာမှာကျွန်တော် setting လေးကိုချိန်ပေးရမှာဖြစ်ပါတယ်ဟိုက SCO ဆိုရင်တော့ setting ချိန်အောင်လို့ပေါ့ဒီ B1 အဆင်ပြေပါတယ်ဗျာမဟုတ်ဘူးကျွန်တော် lithium နေပါတဲ့ချိန်မယ်ဆိုရင်တော့ကျွန်တော်ဒီဘက်ဘေးဆုံးကclock လေးကိုဖိထားပေးရမှာဖြစ်ပါတယ်ဗျာဒီ battery B1 လေးပိတ်တော့လေးပေါ်လာတဲ့အထိကျွန်တော်ချိန်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်လည်းကျွန်တော် setting တွေကိုချိန်ရပါပြီကျွန်တော်ဒီမှာဆိုရင် B2 B3 သူ့မှာဆိုရင်တော့ setting များစွာပါဝင်တာဖြစ်ပါတယ်ဗျာကျွန်တော် B1 ဆိုရင် SCO B2 ဆိုရင် lithium B3 ဆိုရင် live volt မျိုးစားဖြစ်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်တို့ B1 မှာထားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘက်ဘေးဆုံး clock လေးကိုအကြာကြီးဖိထားပေးရမှာဖြစ်ပါတယ်ဒီဘက်ဘေးဆုံး clock လေးကိုအကြာကြီးဖိထားရင်ကျွန်တော် B1 ညင်သွားရင်တော့ကျွန်တော် setting တွေဝင်သွားပါပြီဗျာဒါဆိုတစ်ချက်ချင်းတွားကြည့်လိုက်ပါဒါဆိုရင်တော့ B1 SCO ဘက်ထရီလေးချိန်ပြီးတော့ဖြစ်ပါတယ်အကယ်၍ဒီမှာကိုက lithium ဘက်ထရီချိန်မယ်ဆိုရင် B2 ကျွန်တော် B2 ကိုပြောင်းပေးအောင်ဖြစ်ပါတယ်ဒါဆိုရင်ရပါပြီကျွန်တော် setting တွေကိုအတည်ပြုဖို့အတွက်ဒီဘက်ဘေးဆုံး clock လေးကိုဖိပြီးနှိပ်ပေးအောင်ဖြစ်ပါတယ်ငြိမ်သွားရင်တော့ဒီ B2 clock လေးကငြိမ်သွားရင်တော့ကျွန်တော် setting ဝင်သွားတာဖြစ်ပါတယ်ဗျဒါဆိုရင်တော့တစ်ချက်ချင်းတွားကြည့်လိုက်ပါဟုတ်ကဲ့ဒါဆို B2 setting လေး lithium setting လေးဝင်သွားပါပြီဗျာဟုတ်ကဲ့ကျွန်တော်ကတော့ SCO တွေကိုအသုံးများတဲ့အတွက်ကျွန်တော် SCO ဘက်ထရီပဲပြန်ချိန် SCO အမျိုးအစား B1 ကိုပဲကျွန်တော်ပြန်ချိန်ပေးမှာဖြစ်ပါတယ်ကိုလိုချင်တဲ့ setting တွေများမချင်းတစ်ချက်ချင်းဖိပြီးပါပေးရမှာဖြစ်ပါတယ်ကျွန်တော် B1 ရအောင်တော့ကျွန်တော်ဒီဘက်ဘေးဆုံး clock လေးကိုအကြာကြီးဖိထားပေးရမှာဖြစ်ပါတယ် B1 လေးညီသွားတဲ့ဒီဖိထားပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော် setting ဝင်သွားပါပြီဒီ30 ကွန်ထရိုလာလေးမှာဆိုရင်တော့ကျွန်တော်တို့ဒီဘက်ဘေးဆုံးက setting clock လေးဖြစ်ပါတယ်ဗျာဒီအလေ clock လေးကတော့အပေါင်းတို့ဘယ်ညာတော့ဖြစ်ပါတယ်ဗျာဒီဘက်ဘေးဆုံး clock လေးကတော့ LED မီလုံးဒီမှာအခွင့်ပိတ်ပေးလေးဖြစ်ပါတယ်ဒီ clock လေးကိုပိတ်လိုက်ရင်မီလုံးဒီဘက်တွဲဖို့မီလုံးလေးပိတ်သွားဖြစ်ပါတယ်ဗျာဒီကောင်လေးကိုပြန်ဖွင့်ရင်တွဲဖို့မီလုံးအသုံးပြုလို့ရတာဖြစ်ပါတယ်ပုံစံလေးကတော့30 PWM ကွန်ထရိုလာလေးကိုကျွန်တော် setting ချိန်ပြပေးတာဖြစ်ပါတယ်ဗျာဒီဗီဒီယိုလေးကလူကြီးမင်းတို့အတွက်အကျိုးဆုံးတရားရမယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုအသေးလေးပေး comment လေးနဲ့ share ပေးတော့ပါအောင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်